ကိုယ်ရဲ့အနေနဲ့ဇုံခုထွက်သွားပြီးတော့တန်တရားထဲမှာဒီဘဝကနေဟိုဘဝရောက်ဟိုဘဝနေဟိုဘဝရောက်ဆိုပြီးတော့ခန္ဓာမျိုးမျိုးပြောင်းပြီးတော့နေတဲ့ထာဝရတည်မြဲနေတဲ့အရာတစ်ခုရှိသလားဘုရားမပွင့်ရဒါကိုရှင်းရှင်းလင်းလင်းဘယ်သူမှမသိကြဘူးသိဖို့လည်းအလွန်ခက်တဲ့အရာတစ်ခုဖြစ်တယ်ဗမာလူမျိုးတွေဒီနေ့ဘုရားဘာသာပဲဖြစ်နေစေကမူဒီအစွဲလေးကမပြောက်ဘူးလို့ဒီလိုပဲယူဆရဘာဆိုရင်လက်ပြဆင်းသွားတယ်တို့လက်ပြခွဲတယ်လို့ဆိုတဲ့အယူဆတွေဗမာပြည်မှာရှိနေတယ်ဒီသွားရင်နောက်ဘဝဖြစ်တယ်ဆိုတဲ့အတွေးတွေလည်းရှိနေတော့မယ်နော်အဲ့တော့ဘုရားဘာသာစစ်ကြတော့အဲ့ဒါလိုထာဝရတည်မြဲနေတဲ့အရာဆိုခန္ဓာကိုယ်ထဲမှာတစ်ခုမှမရှိဘူးခန္ဓာကိုယ်ထဲမှာသဘာဝတရားတွေပေါင်းစပ်ပြီးတော့အချင်းချင်းဆက်ဆက်လို့ဖြစ်ပေါ်လှုပ်ရှားနေတာပဲရှိတယ်အဲ့ဒီသဘာဝတရားတွေထဲမှာဘယ်အရာကပြင်ထာဝရမြဲပြီးတော့ဖန်ဆင်းပြီးတဏှာကနေတဏှာကူးပြောင်းသွားလာနေတာလည်းလို့မရှိဘူးမြဲတဲ့အရာလေးတစ်ခုကထွက်ပြီးတော့နောက်တစ်ခုထဲမှာသွားဖြစ်တာလို့ဒီလိုဟာမျိုးမရှိဘူးအဲ့တော့နားလည်ရခက်တယ်ပေါ့အန္တရာဆိုတဲ့အဓိပ္ပာယ်ကဒီဘဝကနေဒီဘဝကူးပြောင်းသွားလာနေပတ်နေရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရအဲ့တခြားဘာသာဝင်တွေမှာလည်းတန်တရားဆိုတာရှိတယ်လူလောကမှာကမ္ဘာလောကကြီးမှာရှိတဲ့တ attva တွေဟာလူရဲ့မျက်မြင်ပေါ့ဝေဖွာလာလိုက်သိဆုံးသွားလိုက်ဝေဖွာလာလိုက်သိဆုံးသွားလိုက်သူတယောက်တည်းရဲ့ဘဝတစ်ခုဟာဆုံးမတတ်နိုင်အောင်လက်လက်သွားလာနေတယ်အဲ့ဒါလိုလက်လက်သွားလာပြီးတော့ဘဝတစ်ခုကနေဘဝတစ်ခုဒီလိုတန်တရားတွေကမထွက်နိုင်တော့အောင်တဘွားလေးပြီးတဘွားဆင်ဆက်မပြတ်လဲပတ်နေရတာဘယ်သူကလဲပတ်နေတာလဲလို့တန်တရားထဲမှာလဲပတ်နေတာကိုတွေ့လို့ရှိရင်ဘယ်သူလဲပတ်နေတာလို့မေးစရာရှိတယ်အဲ့ဒီအမေးကိုကျတော့အဖြေမျိုးမျိုးထွက်တယ်တချို့ဘာသာတရားတွေကဆိုးလို့ခေါ်တဲ့ခန္ဓာကိုယ်ထဲမှာထာဝရမြဲနေတဲ့အရာလေးတစ်ခုရှိတယ်။ဒါလေးကမြင်ရတဲ့အရာမဟုတ်ဘူးပေါ့။လူတယောက်သိဆုံးပြီဆိုလို့ရှိရင်အဲဒီဆိုးလို့ဆိုတဲ့အရာလေးဟာဒီခန္ဓာကိုယ်ကြီးကထွက်ခွာသွားပြီးတော့နောက်ခန္ဓာကိုယ်တစ်ခုကိုရှားဝေတယ်။ရှားဝေပြီးတော့ခန္ဓာကိုယ်တစ်ခုထဲမှာပြန်ဖြစ်ပြန်တယ်ပေါ့။အဲ့ဒါကိုသူတို့ spirit လို့လည်းခေါ်တယ်ပေါ့ဒီအင်္ဂလိပ် soul လို့လည်းခေါ်တယ် spirit လို့လည်းခေါ်ဗမာလူပြောရင်တော့လက်ပြလို့ပြောမယ်ထင်တယ်ဗမာလူမျိုးတွေကလည်းလက်ပြပြောလို့ရှိကြတယ်တည်သွားပြီးမကျွတ်ဘူးလို့အိမ်ပေါ်ကမဆင်းဘူးလို့ဒီလိုပြောနေကြတာနော်အဲနောက်ဘဝဖြစ်တယ်ဆိုတဲ့အတွေးတွေလည်းရှိနေတော့မယ်နော်အဲ့တော့ဘုရားဘာသာစစ်ကြတော့အဲ့ဒါလိုထာဝရတည်မြဲနေတဲ့အရာဆိုခန္ဓာကိုယ်ထဲမှာတစ်ခုမှမရှိဘူးခန္ဓာကိုယ်ထဲမှာသဘာဝတရားတွေပေါင်းစပ်ပြီးတော့အချင်းချင်းဆက်ဆက်လို့ဖြစ်ပေါ်လှုပ်ရှားနေတာပဲရှိတယ်အဲ့ဒီသဘာဝတရားတွေထဲမှာဘယ်အရာကပြင်ထာဝရမြဲပြီးတော့ဖန်ဆင်းပြီးတဏှာကနေတဏှာကူးပြောင်းသွားလာနေတာလည်းလို့မရှိဘူးမြဲတဲ့အရာလေးတစ်ခုကထွက်ပြီးတော့နောက်တစ်ခုထဲမှာသွားဖြစ်တာလို့ဒီလိုဟာမျိုးမရှိဘူးအဲ့တော့နားလည်ရခက်တယ်ပေါ့တခြားဘာသာတွေမှာတော့လူတွေကလွယ်လွယ်နဲ့နားလည်နိုင်ကြတယ်ဘာဖြစ်လို့လဲဆိုတော့လက်ကြပဲခေါ်ဝိညာဉ်ပဲခေါ်ဆိုးလို့ပဲခေါ်ပေါ့လူတွေရဲ့ခန္ဓာကိုယ်တွေကနေဒါလေးကဒီခန္ဓာကိုယ်ကြီးဟောင်းလို့ပျက်စီးသွားရင်သူကထွက်သွားတယ်ထွက်သွားပြီးနောက်ခန္ဓာကိုယ်တစ်ခုရယူရတယ်ဒါလေးကတော့အမြဲတမ်းဒုက္ခကိုခံစားလို့ဘဝတစ်ခုကနေဘဝတစ်ခုကူးပြောင်းသွားလာနေတဲ့အရာလေးရှိတယ်လို့ဒီလိုယူဆကြတော့နားလည်မှုလည်းလွယ်တယ်ပေါ့နော်အကောင်းဆုံးအကြောင်းပြုလေဒီဘဝကိုပြုလုပ်တာကို
နေပြုပြီးတော့အဲ့ဒီဆိုးလေးရဲ့ချမ်းသာဒုက္ခဆိုတာဘယ်လိုရှိတယ်လို့ယူဆကြခုဒီကနေ့မှာရှိနေတဲ့ခရစ်ယာန်တို့မွတ်စလင်တို့ဆိုတဲ့အယူဝါဒတွေကိုကြည့်မယ်ဆိုရင်အဲ့ဒီအယူဝါဒပဲသူတို့လည်းဒါအသစ်ဆန်းမဟုတ်ဘူးရှေးတုန်းကတည်းကရှိတဲ့အယူဝါဒတစ်ခုခုမှပေါ်လာတာလည်းမဟုတ်ဘူးသူတို့တမန်တွေကြောင့်မို့လို့ဒီဟာပေါ်လာတာလည်းမဟုတ်ဘူးရှေးတုန်းကတည်းကဒီအယူဆဟာအမတန်ဟောင်းနေတဲ့အယူဆကြီးတစ်ခုဖြစ်ဒီအယူဆကိုကြော်နိုင်တာမရှိဘူးသက်သာများမပွင့်ဘူးဆိုရင်ဒီဥစ္စာရဲ့ဘုဘက်ကိုကြော်ပြီးတော့မသွားနိုင်ကြဘူးဒီမှာဒီထဲမှာပဲရက်နေကြဘုန်းကြီးတို့1998ခုနှစ်ကဂျပန်ကိုရောက်သွားတော့အဲ့ဒီဂျပန်မှာကိုယာဆန်ဆိုတဲ့မြို့ရှိတယ်တောင်ပေါ်မြို့အဲ့ဒီပေါ်မှာဘုန်းကြီးကျောင်းတွေလည်းများမဟာယာနဘုန်းကြီးကျောင်းအဲ့တောင်ပေါ်မြို့မှာအကြီးမားဆုံးကဘာလို့ဆိုတင်ညာကြီးပဲတင်ညာကြီးထဲမှာလက်ပတ်ကြည့်လို့မကုန်နိုင်တော့ဘူးဂျပန်လူမျိုးတွေကအဲ့ဒီအသက်ရှင်နေတော့မှအရေးပါတယ်လို့တည်သွားတဲ့နောက်မှာလည်းပဲအလုံးအရေးပါတယ်ဆိုတာတည်သွားတဲ့လူတွေအတွက်အများကြီးလုပ်ထားတယ်အဲ့ဒီထဲတချို့ကမတည်ခင်ကတည်းကပဲအဲ့ဒီထဲမှာနေရာဥထားတာတွေလည်းတောင်းရှိအဲ့ဒီပတ်ဝန်းကျင်မှာဘုန်းကြီးကျောင်းနေပြီးသွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့သူတို့ရွတ်ဖတ်တဲ့စေတာတို့အတူဒါနပြုတာတို့လုံးကြသူတို့ယုံကြည်ချက်အတိုင်းသူတို့ကတော့အဲ့ဒါ spirit လို့ခေါ်တာပေါ့ပြီးသွားတဲ့လူရဲ့ဝိညာဉ်တွေကဒီထဲမှာရှိနေတယ်လို့သူတို့ယူဆတယ်အဲ့ဒီဝိညာဉ်တွေကောင်းရာကောင်းကြောင်းဘဝတစ်ခုကိုရောက်ရှိဖို့ရအတွက်ဆရာရဲ့မိသားစုကနေပြီးတော့အကူအညီပေးကြတယ်သူတို့ကောင်းမှုပြုကြတယ်ဆုတောင်းပေးကြတယ်ဘုန်းကြီးတွေပြင်ပြီးတော့ဆရာတရားများရွတ်ဖတ်စေတယ်လို့ပြောလို့ဒီလိုလုပ်ကြအဲ့တော့ဂျပန်ဘုန်းကြီးတွေပါနဲ့ဒီကိစ္စကိုဘုန်းကြီးမေးကြည့်တယ်ပေါ့လေဘာဖြစ်လို့တည်သွားတဲ့လူတွေကိုရည်စူးပြီးတော့အခုလိုရွတ်ဖတ်ရတာလဲလို့ဆိုတော့သူကပြောတယ်တည်သွားတဲ့လူရဲ့ဝိညာဉ်နေတဲ့ကောင်းတဲ့ဘဝတွေ့ဖို့ရအတွက်အဲ့ဒီဝိညာဉ်တွေဟာဘဝကောင်းတစ်ခုကိုလမ်းကြောင်းကိုရှာတွေ့ဖို့အတွက်သူကဒါရွတ်ပေးတာပါလို့အဲ့လိုပြောတယ်လမ်းကောင်းတွေ့ဖို့ရလို့မို့ဆိုရင်လမ်းရှာမတွေ့နိုင်မယ်နဲ့ဝိညာဉ်ဘဝမှာဒုက္ခရောက်နေတယ်လို့သူကယူဆတာပေါ့နော်ဘုရားကောင်းမှုပြုပေးမယ်ရွတ်ဖတ်ပေးမယ်ဆိုရင်ဒီဝိညာဉ်လေးကကောင်းတဲ့ဘဝကိုချောင်းရောက်တန်းတန်းသူရောက်သွားနိုင်တယ်လို့မို့ဆိုလမ်းပြောက်နေတတ်တယ်ပေါ့အဲဒါကြောင့်ရွတ်ဖတ်ပေးတယ်လို့ဆိုတော့ဘုန်းကြီးမေးတယ်အဲ့လိုရွတ်ဖတ်ပေးလိုက်လို့ဝိညာဉ်ဘယ်နှခုလောက်ကောင်းရတူတူရောက်သွားတယ်လို့လမ်းတွေ့သွားတယ်ဆိုတာရောမှတ်တမ်းရှိလားလို့ပြောအဲ့လိုတော့မသိဘူးတဲ့သမတိမိမဲ့တို့ဒါယုံကြည်နေကြတာပဲဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒါကိုကြည့်ရတဲ့ဒါတက်တက်ယုံကြည်မှုလို့ပဲပြောမှာဘူးမှလက်တွေ့လည်းမရှိဘူးရွတ်ပေးလိုက်လို့သူတို့ရည်ရွယ်ချက်ကရွတ်ဖတ်တဲ့စေပေးလိုက်တာနဲ့လမ်းဖြောင်းအောင်ဆိုတဲ့ရည်ရွယ်ချက်ရှိရင်ဒါဖြင့်လမ်းဖြောင်းတဲ့လမ်းကိုတွေ့သွားတာဘယ်နှခုရှိလဲလို့သိရမှာပေါ့ဒါဟာမှန်ပါဗျာမသိဘဲနဲ့လုံးလို့ရှိရင်တော့ဒါမဟုတ်သေးဘူးလို့ဒီလိုတွေ့ရမှာပဲနော်မှန်ပါဗျာသိတဲ့နိလန်ရှိကိုရှိရမယ်ဒီလိုလုံးမလမ်းဖြောင်းတယ်ဆိုတာဘာကြောင့်ဖြောင်းတယ်ဘယ်နေရောက်ဖြောင်းသွားတယ်ဆိုတာရှိကိုရှိရမယ်နိခုအဲ့ဒီလိုမရှိဘဲနဲ့အစဉ်လာရဒီလိုပြောလို့ရွတ်ဖတ်နေတယ်လို့ဆိုတာတကယ်တော့လည်းဒီဝိညာဉ်ရှိတယ်ဆိုတာဘုရားဘာသာရဲ့အသေးခေါ်တယ်မဟုတ်ဘူးမြတ်စွာဘုရားဟောတာနဲ့လည်းမဆိုင်မြတ်စွာဘုရားဟောတဲ့ဝိညာဉ်ဆိုတာအသိစိတ်လေးကမြဲတဲ့အရာမဟုတ်ဘူးသူကဖြစ်လာလိုက်ပြတ်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်သာဝရမြဲနေတဲ့အရာမျိုးမဟုတ်ဘူးနောက်ခရစ်ယာန်တွေမွတ်စလင်တွေလည်းကြည့်မယ်ဆိုလို့ရှိရင်ဒီဘဝကောင်းတာပဲလုပ်လို့ဆိုးတာပဲလုပ်လို့သိသွားပြီဆိုလို့ရှိရင်ဝိညာဉ်အနေနဲ့သာဝရဘုရားအဆုံးဖြတ်ပေးမယ်လေးကိုစောင့်မျှော်ရမယ်သာဝရဘုရားကလာပြီးတော့အမိန့်ချလိုက်မယ်နောက်ဆုံးနေ့ကျတော့ဘယ်နေ့ဆိုတာတော့သူတို့လည်းသတ်မှတ်ထားတာမရှိဘူးနော်အဲ့ဒါတင်းချိုင်းကစောင့်နေတဲ့သဘောပေါ့တင်းချိုင်းကနေပြီးတော့အဲ့ဒီဝိညာဉ်တွေကစောင့်နေကြဒါ
ဒါမို့သင်္ချိုင်းကိုကြာကြာနာနာလှုပ်ထားကြတယ်သူတို့သင်္ချိုင်းကနေဒီဝိညာဉ်တွေကစောင့်တယ်ထာဝရဘုရားကကောင်းကင်ဘုံလာရောက်ပြီးတော့ထာဝရဘုရားကြီးကကြွလာပြီးတဲ့အခါကျတော့မင်းမကောင်းတာတွေလုပ်လို့ထာဝရငရဲသွားဆိုရင်အဲ့ဒီကထာဝရငရဲသွားပြန်လာမရှိဘူးကောင်းတာတွေလုပ်သည့်အတွက်ကြောင့်ထာဝရကောင်းကင်ဘုံကြီးကိုလိုက်ခဲ့ဆိုပြီးတော့ထာဝရဘုရားနဲ့အတူနေရတဲ့ထာဝရကောင်းကင်ဘုံကြီးကိုလိုက်ခဲ့ဆိုလို့ရှိရင်ပြန်လာမရှိတော့ဒါကခရစ်ယာန်တို့ရဲ့အယူဝါဒပေါ့နော်မွတ်စလင်တွေကလည်းထို့တူပဲသူတို့မှဂျနတ်ဆိုတာရှိတယ်အဲ့ဒီဂျနတ်ဆိုတာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဂျနတ်ကိုသူတို့ရဲ့အင်္ဂါရှင်မြတ်နဲ့မြဲတမ်းနေရမယ်လို့ဒါမွတ်စလင်တွေအဲ့လိုဆိုတာမျိုးကြားရအဲ့တော့ဒီဝါဒတွေကတရားကြည့်မယ်ဆိုလို့ရှိရင်လူတွေရဲ့ခန္ဓာကိုယ်ထဲမှာထာဝရမြဲနေတဲ့အရာဘဝတစ်ခုကနေဘဝတစ်ခုပြောင်းတဲ့အရာရှိတယ်လို့အယူဆပြရတယ်အဲ့တော့သူတို့အနေနဲ့ရှင်းပြလို့တော့လွယ်တယ်ဒီကောင်းတာလုပ်လို့ရှိရင်ထာဝရကောင်းကင်ဘုံကြီးမှာနေရမယ်မကောင်းတာလုပ်လို့ရှိရင်ထာဝရငရဲသွားရမယ်လို့ဆိုတော့လူတွေကနားလည်ဖို့လွယ်တယ်ပေါ့နားလည်ဖို့လွယ်တယ်ဘုရားဘာသာတရားတော်ရကြတော့ခုနကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာထာဝရခိုင်မြဲတဲ့အရာဆိုတာမရှိဘူးရုပ်နဲ့နာနဲ့ဒီမျိုးပဲရှိတယ်ရုပ်ဆိုတာကြီးကမမြဲဘူးဆိုတာဒီဘဝမှာပဲထင်ရှားတယ်လေသူ့ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းကလေးဘဝလေးကနေကြီးလာပြီးတော့နောက်ဆုံးမှအသက်အရွယ်ကြီးအိုမင်းရရောတဲ့အခြေအနေမျိုးရောက်နောက်ဆုံးကြတော့ဒီရုပ်ခန္ဓာကိုယ်ကြီးကပြုံးနှံတင်းကြိုလိုက်ရတာဆိုတော့ဒီရုပ်ကြီးကိုကြည့်မယ်ဆိုရင်မမြဲဘူးဆိုတာသိတာဒါဖြင့်ထိုရုပ်နဲ့ရှင်တွဲပြီးတော့ဖြစ်နေတဲ့အသိစိတ်လေးတွေကတော့မြဲသလားလို့ဆိုအသိစိတ်မမြဲဘူးဆိုတာတော်တော်ထင်ရှားတာပဲသေသေးချာချာဟိုစဉ်းစားပြီးတော့ကြည့်ရင်ကိုယ်စိတ်လေးဟာတသမတ်ထဲနေတာမှမဟုတ်ပဲဒီတွေးပေါ်လိုက်ကြောက်သွားလိုက်ဟိုတွေးပေါ်လာလိုက်ကြောက်သွားလိုက်ဟိုတွေးပေါ်လာလိုက်ကြောက်သွားလိုက်နော်ယုတ်ကြီးကပြောင်းတာသိမမြန်ဘူးစိတ်ပြောင်းတာပုံမြန်ယုတ်ကလေ10နှစ်15နှစ်အမဲဒီယုတ်ဖဲနဲ့ပြောကြတာပဲနော်ဟိုမသွားသေးဘူးဒီယုတ်ကြီးဒီယုတ်ပဲစီစံလူတွေကပြောကြတယ်မှတ်မိနေကြစိတ်ကြတော့အဲ့လိုရတာရပါဗျာရောင်သိမြန်တဲ့စိတ်ကပြောင်းတယ်ဆိုတာဒီပြတ်သွားပြီးတော့မှအတိတ်တစ်ခုဖြစ်တာကိုပြောတာနော်မှန်ပါဗျာဒါလေးတစ်ခုတည်းကဟိုလိုဖြစ်လိုက်ဒီလိုဖြစ်လိုက်မဟုတ်ဘူးဖြစ်လာလိုက်သူတက်တန်းလိုက်ကြောက်သွားတာကြောက်သွားပြီးနောက်တစ်ခုပေါ်လာလိုက်နောက်အကြောင်းတစ်ခုကြောင့်နောက်တစ်ခုပေါ်လာလိုက်စိတ်လေးကအလွန်လင်းမြန်တဲ့နှုံးနဲ့ဖြစ်ပြီးတော့ပြက်နေတာအဲ့ဒီပြက်နေတဲ့စိတ်ဝိညာဉ်လေးကိုမြဲပါလေဘဝတန်တရားဒီဘဝဒီဟိုဘဝကိုသွားတယ်လို့ဒီလိုယူဆနိုင်ကြအကြောင်းဘာတစ်ခုမှမရှိသေချာတွေးကြည့်လိုက်လို့ရှိရင်စိတ်စဉ်ကအလွန်လင်းမြန်တဲ့နှုံးသားနဲ့ဖြစ်ပြီးတော့ပြက်နေတာဆိုတာဒီဆင်ញင်စဉ်းစားကြည့်ရမယ်ဆိုရင်သိနိုင်တဲ့အနေအထားရှိအဲ့လိုဆိုတော့ကြည့်လေစိတ်ဆိုးနေတဲ့အခါဖြစ်တဲ့စိတ်လူချင်းလောဘဖြစ်နေတဲ့အခါစိတ်ပျော်ရွှင်နေတဲ့အခါဖြစ်တဲ့စိတ်တွေတူလားတူပါဗျာမတူဘူးဆိုတော့သိထင်ရှားတယ်စိတ်ဆိုးနေတဲ့စိတ်ကလည်းခဏတည်းပြုတ်ပဲစိတ်ဆိုးပြီးကြကြစိတ်ပြေသွားတဲ့အခါပဲရောက်တော့မှမသိတော့နော်မှန်ပါဗျာဒါစိတ်ဆိုးနေတဲ့စိတ်လေးကတည်ပြီးတော့ဟိုဘဝကိုသွားလို့ဘယ်လိုလုပ်ရမှာတော့စိတ်ဆိုးတာလည်းခဏပဲလေပျော်တယ်ဆိုတဲ့စိတ်လေးလည်းကြည်ခဏပဲဆိုဒါလေးတွေကမမြဲဘူးဆိုတာထင်ရှားနေတာပဲဖြစ်ပြီးတော့သူတို့ပြတ်သွားတာပြတ်သွားတဲ့သဘာဝတရားလေးတွေကနောက်ဘဝကိုရောက်သွားတယ်ဆိုတာပြောစရာဘာမှမရှိဘူးရုပ်ခန္ဓာကိုယ်ကြီးကလည်းနောက်ဘဝရောက်တော့ဘာလို့မရောက်တော့ကြည့်ပြီးပုတ်လိုက်တာပြီးတဲ့ကြိုပလိုက်တာမြုပ်ပြလိုက်တာနောက်ဘဝမရောက်ဘူးဆိုထင်ရှားတယ်စိတ်ကလည်းအခုဖြစ်နေတဲ့စိတ်တွေဆိုတော့အတိတ်တွေလာနေတာဆိုတော့နောက်ဘဝရောက်ဖို့ဆိုတာမရှိနိုင်ဘူးနော်အဲ့တော့ဘုရားဘာသာတရားတော်အရာယုတ်တရားနဲ့နံတရားသာဝရမတည်မြဲတဲ့ယုတ်တရားနဲ့နံတရားဒီမျိုးပဲရှိတယ်။ဆံရအကြောင်းတွေကြောင့်ဖြစ်ပြီးပြက်နေတာပဲရှိတယ်။ငါတို့ပြောစရာလည်းတခုမှမရှိဘူး။ရဲနေတဲ့ຢာလို့တခုမှပြောစရာမရှိဘူး။တဏှာလေတာဘယ်သူကလေတာတော့အဲ့ကြတော့ခုလိုအကုသိုလ်တွေကဘယ်သူကလုပ်ပြီးဘယ်သူကခံနေတာတော့ဆိုတာစဉ်းစားကြရပေါ်လာတယ်နော်။ရှိတော့ဘုရားလက်ထက်ကလည်းမြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာယဟန်တော်တွေကစဉ်းစားတယ်ယဟန်တစ်ပါး
တရားတော်နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းနားမလည်တော့သူစဉ်းစားအတ္တဆိုတဲ့ထာဝရမြဲတဲ့အရာမရှိပဲနဲ့ဘယ်သူကကုသိုလ်အကုသိုလ်လုပ်ပြီးတော့ဘယ်သူကခံမှာတော့ပေါ့သူစဉ်းစားတာကတော့သူကဒီလိုစဉ်းစားတာနော်မြတ်စွာဘုရားဟောထားတယ်မဟုတ်လားမကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးကိုခံရတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရတယ်ဆိုဒါဖြင့်ကောင်းတာလုပ်တာမကောင်းတာလုပ်တာကဘယ်သူလဲခံရတာကဘယ်သူလဲဟောစဉ်းစားကြည့်လိုက်ဘုရားရဲ့တရားတော်ကအဖြေကကမ္မတ္တကာရကောနတ္တိကောင်းတာဆိုတာကံကိုလုပ်တဲ့လူဆိုတာမရှိဘူးမရှိဘူးပုဂ္ဂိုလ်အနေနဲ့မရှိဘူးဝိပါကတ္တသဝေရကောအကျိုးတရားကိုခံစားတာစံစားတာလည်းမရှိဘူးဒါဖြင့်ဘာလို့ကံကိုလုပ်တာလို့ပြောလို့ဆိုရင်အကြောင်းတရားတွေဖြစ်ပေါ်နေတာကိုပဲကံလုပ်တယ်လို့လူတွေကပြောနေကြတာဆိုင်ရာအကြောင်းတရားတွေပေါ်နေတာခံစားရစံစားရဆိုတာဘာပြောတာလို့ဆိုအကျိုးတရားတွေပေါ်နေတာကိုပြောတာဒီလိုမြင်မှဆိုဘုရားဘာသာတရားတော်ရဲ့အမြင်မှန်တယ်နော်အကြောင်းပေါ်တာနဲ့အကျိုးပေါ်တာခံစားရတဲ့ပုဂ္ဂိုလ်တ attva လည်းမရှိဘူးပြုလုပ်တတ်တဲ့ပုဂ္ဂိုလ်တ attva ဆိုတာလည်းမရှိဘူးပြုလုပ်တယ်ဆိုတာအကြောင်းတရားပေါ်တာကိုပြောတာခံစားတယ်ဆိုတာအကျိုးတရားကိုဖြစ်ပေါ်လာတာကိုပြောတာအကြောင်းတရားအနေနဲ့ပေါ်လိုက်အကျိုးတရားအနေနဲ့ပေါ်လိုက်ဒီယုံနဲ့ဓမ္မဖြစ်စဉ်သဘာဝကြီးပဲနှစ်ခုပေါင်းစပ်လိုက်တဲ့အခါတ attva အသွင်တန်တန်ဝင်လာတယ်ပေါ့။ဘာနဲ့ဥပမာတူလို့ဆိုရင်ရိုဘောလို့ဆိုစက်ရုပ်ကြီးတွေနဲ့တူတယ်ပေါ့။ဆိုတော့အခုဒီနေ့လူတိုင်းသိနေကြတဲ့ကားဆိုတော့ခရီးသွားတဲ့အခါကားနဲ့သွားတယ်။ကားဆိုတာကြီးစက်ကရိယာတွေအားလုံးနဲ့ပေါင်းပြီးမောင်းတတ်တဲ့ driver နဲ့ပေါင်းလိုက်တဲ့အခါကျတော့ကိုသွားခြင်းနဲ့စီသွားလို့မရဘူး။ရပါဘူး။သွားလို့ရရင်လည်းမကဘူးရှေ့ကပိတ်ဆို့နေရင်သူကနှမ်းပြောလို့ရသေးတယ်ဟုတ်ကဲ့လား။မှန်ပါဗျာ။ခွန်တီးတယ်ဆိုတာရှေ့ကပိတ်နေရင်သူကအတန်ပေးသေးတယ်နော်။မှန်ပါဗျာ။အဲ့တော့ဒါဖြင့်ဒီကဒါကဘယ်သူကလုပ်နေတာလုံးလို့မေးကြည့်လိုက်လို့ရှိရင်စက်ကရိယာတွေပေါင်းစပ်ထားလို့ဒါဖြစ်တယ်။လူကမှလုပ်တာလည်းမဟုတ်ဘူး။ဒရိုင်ဘာကအကုန်လုံးတာလားဆိုတော့ဒရိုင်ဘာမလုံးတာမောင်းရုံလေးပဲသူမောင်းတာသူ့လုပ်ငန်းကတစ်ခုတည်းပဲဒရိုင်ဘာဆိုတာဘယ်လိုကားလမ်းပေါ်မှာသူမပြေးနိုင်ဘူးအင်ဂျင်လိုတောင်ဝတရားမဆောင်ရနိုင်ဘူးဓာတ်စီလိုလည်းသူကကြီးလောင်မလုံးနိုင်ဘူးသူလုံးနိုင်တာမောင်းတာတစ်ခုတည်းဟုတ်ကဲ့ဟုတ်ပါဗျာဓာတ်စီရဲ့အလုပ်ကိုဒရိုင်ဘာမလုပ်ဘူးအင်ဂျင်ရဲ့အလုပ်ကိုလည်းဒရိုင်ဘာမလုပ်အင်ဂျင်ကအင်ဂျင်အလုပ်လုပ်တယ်ဓာတ်စီကဓာတ်စီလုပ်တယ်ဘိန်းကဘိန်းလုပ်တယ်အားလုံးပေါင်းစပ်လိုက်တဲ့အခါကျတော့ဒီအကျိုးတရားဖြစ်သွားတာပေါ့လားမှန်ပါဗျာအဲ့ဒါကိုစဉ်းစားကြည့်လိုက်လို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဟာအဲ့တိုင်းပဲအားလုံးပေါင်းစပ်လိုက်လို့ဟုတ်လားပျော်တယ်ဆင်းရဲတယ်ချမ်းသာတယ်မျိုးမျိုးပေါ့လေပျော်တယ်ဆိုတယ်စသဖြင့်ဒီလိုလှုပ်ရှားမှုတွေဟာအမျိုးစုံဖြစ်လာအဲ့တော့စက်ရုပ်ကြီးနဲ့အလားတူတူတာပဲစက်ရုပ်ကြီးနဲ့အလားတူတူတယ်တကယ်တော့လေတစားစီဖြတ်ကြည့်လိုက်မယ်ဆိုရင်ဘာမှရှာမတွေ့တော့စက်ရုပ်ကြီးထဲမှာဘယ်သူကစကားပြောနေတာတော့လို့တစားစီဖြတ်ကြည့်လိုက်ရှိပါအောင်မရှိပါဘူးဗျာရှိတော့မော်ရီကားနဲ့ဒီဆက်အစိတ်ပိုင်းတွေတစားစီဖြုတ်ပြီးပုံထားလိုက်မယ်ဆိုရင်ခုနကလိုသွားလာနိုင်မှုဆိုတဲ့စွမ်းအားတစ်ခုမရနိုင်တော့စွမ်းအင်လည်းမရှိဘူးစွမ်းအားလည်းမရှိတော့နော်လူလည်းရုပ်ဉာဏ်တွေတော့တစားစီဆိုလို့ရှိရင်ဘာမှမဖြစ်တော့အောက်ဆက်နေတဲ့အချိန်မှာသူကလှုပ်ရှားမှုအသင်္တရံတွေဒါတွေပေါ်နေတဲ့အခါကျတော့လူတွေမှာဘာအတွေ့ဝင်လာလို့ဆိုလို့ရှိရင်ဒီထဲမှာဥဆောင်လှုပ်ရှားနေတဲ့ဒီသာဝရမြဲနေတဲ့အရာတစ်ခုရှိတယ်သူကနေပြီးတော့ဆောင်ရွက်နေတယ်လို့စိတ်ထဲမှာဒီလိုမြင်လာကြတယ်လူတွေမှာအဲ့လိုမြင်လာတဲ့အမြင်ကိုအကြောင်းပြုပြီးတော့တန်တရားလဲတာလဲသူပဲကောင်းတာဆိုးတာလုပ်တာလဲသူပဲခံစားတာလဲသူပဲလို့ဒီလိုမြင်လာကြတကယ်တော့ဘုရားတရားတော်အရာဒီလိုမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကတုံညလို့ခေါ်တာနော်တုံညဆိုတာငါလို့ပြောကြရတယ်တခုမှမရှိဘူးငါလို့ပြောကြရတယ်တခုမှမရှိဘူးဒီပင်ကြီးတွေကိုကြည့်လိုက်ဒီပင်ကြီးတွေကြည့်လိုက်လို့ရှိရင်ထိုသစ်ပင်ဟာ
မျိုးစိလေးကနေပြီးတော့မြေနဲ့ရေနဲ့ပေါင်းစပ်ပြီးတော့သစ်ပင်ဖြစ်လာဖြစ်လာပြီးတဲ့အခါကျတော့ပြမကအပူတွေတို့ဇာတိဥရုတို့အနေထားကြည့်ပြီးတော့သူကပွင့်တဲ့အခါပွင့်တယ်ပြီးတဲ့အခါပြီးဘယ်သူကမှမင်းတီးချိန်တန်ပြီးပြီးတော့လို့ပြောတာလည်းမရှိဘူးပွင့်ချိန်တန်ပြီးပွင့်တော့လို့လည်းမပြောဘူးဆရာအကြောင်းတရားတွေကြောင့်မို့လို့ဒါဖြစ်လာဆရာအကြောင်းတရားတွေကြောင့်မို့လို့ပေါ်လာအပွင့်ပေါ်လာလိုက်အသီးပေါ်လာလိုက်အချိန်ကျတော့ဒီအသီးလေးတွေကျွေးကြတော့ပြန်လိုက်တယ်ဒီလိုလဲပတ်ပြီးတော့နေတာဆရာအကြောင်းတရားတွေပေါ်မှာမူတည်ပြီးတော့ဖြစ်အဲ့ဒီသစ်ပင်ထဲမှာငါလို့ပြောစရာရှိသလားဆိုမရှိဘူးသူဆရာအကြောင်းတရားတွေကြောင့်ဖြစ်ငါဟာလို့တတ်မှတ်စရာလည်းတစ်ခုမှမရှိလူရဲ့ခန္ဓာကိုယ်မှာလည်းပဲထို့တူပဲယုတ်တရားတွေကဆရာအကြောင်းတရား၄မျိုးရှိတယ်ကံစိတ်ဥတုအာဟာရဆိုအကြောင်းတရား၄မျိုးထိုအကြောင်းတရား၄မျိုးပေါ်မှာမူတည်ပြီးတော့လူရဲ့ခန္ဓာကိုယ်ကယုတ်တရားကြီးတွေကဖြစ်ပြီးတော့ရှင်သန်ဖြစ်ပြက်ပြီးတော့ဒီလိုနေတာဆရာအကြောင်းတရားတွေမရှိဘူးဆိုရင်ဒါတွေဖြစ်မှာမဟုတ်ဘူးအဲ့ယုတ်တွေထဲမှာငါလို့ပြောစရာလည်းတစ်ခုမှမရှိဘူးဘာဖြစ်လို့လဲဆိုအကုန်လုံးငါလို့ထောက်ပြလိုက်တဲ့အချိန်မှာသူကရွေ့သွားလို့မရှိတော့ဘူးထာဝရတည်မြဲနေတာတစ်ခုမှမဟုတ်ဘူးတစ်ခုပြီးတော့တစ်ခုဖြစ်တယ်တစ်ခုပြီးတော့တစ်ခုဖြစ်နေတယ်ကြောင်းလွဲနေတဲ့အရာကြီးဆိုတော့ငါလို့ပြောစရာတစ်ခုမှမရှိစိတ်ဆိုတာဒီကဉာဏ်နဲ့အကြောင်းတရားတွေကြောင့်ဒီကဉာဏ်နဲ့နှုံးနဲ့ဖြစ်ပြပြီးတော့နေတာဆိုပိုးပြီးတော့ငါလို့ပြောစရာမရှိတော့ငါဟာလို့လည်းပြောစရာမရှိဘူးဒါကိုငါဟာလို့သတ်မှတ်လိုက်တဲ့တကယ်လည်းသူကပြောင်းသွားပြီမရှိတော့ပြတ်သွားပြီငါဟာလို့သတ်မှတ်လိုက်တဲ့ဟာလည်းသူကပြတ်သွားသတ်မှတ်တဲ့အချိန်ပိုင်းလေးတွေနဲ့အကုန်ပြည့်စည်သွားတယ်ဆိုတော့အဲ့ဒါလို့ဆိုလို့ရှိရင်တန်မြာဘယ်သူကလဲနေတာလို့မေးကြရှိတယ်ဒါကြောင့်လို့ဘုရားလက်ထက်ကမြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာယန္တဝဒီအတ္တဆိုတဲ့မြဲတဲ့အရာမျိုးတွေနဲ့ဒီကုသိုလ်ကံအကုသိုလ်ကံတွေကိုဘယ်သူကခံပြီးဘယ်သူကစမ်းနေတာတော့လို့ဒီအတွေးဝင်လာအဲ့ဒါလို့အတွေးဝင်လာတဲ့အခါကျတော့မြတ်စွာဘုရားကဝိညာဏံပဋိစ္စသောပန္နဘယ်ရာလို့ဒီအကြောင်းပေါ်မှာမှီပြီးတော့ဖြစ်နေတာအတ္တလို့မြဲတယ်လို့ယူဆစရာတခုမှမရှိဘူးဆိုပြီးမြတ်စွာဘုရားကထပ်ပြီးတော့ရှင်းပြီးတော့ဟောတယ်အဲ့တော့တန်တရားလဲနေဆိုတာဘာလို့ဆိုရင်အကြောင်းတရားတွေရဲ့ဖြစ်ပေါ်လာမှုကြောင့်အကျိုးတရားပေါ်ပေါက်တာတန်တရားလဲတယ်လို့ပြောတာဆိုတော့မျိုးစိလေးတစ်ခုကမြေနဲ့ရေနဲ့တွေ့ပေါင်းမှာပဲမဟုတ်လားဟုတ်ပါဘူးဗျာအဲ့တော့လူတော်ပေါက်ခိုင်းတာမဟုတ်ဘူးမျိုးစိလေးဟာမြေနဲ့ရေနဲ့ဆိုတဲ့အကြောင်းတရားကြောင့်ပေါက်အချိန်တန်လို့ရှိရင်သူဆရာရာဒီကုရုလည်းရောက်ပြီးအောင်ပဲပွင့်အောင်ပဲပြီးအောင်ပဲဒီလိုလာမယ်ဆရာအကြောင်းတရားကြောင့်ဖြစ်တာအကယ်၍အကြောင်းတရားတွေမရှိဘူးဆိုရင်ဒါလေးကဖြစ်မှာမဟုတ်ပါပါဗျာထို့တူပဲလူဘဝမှာလည်းပဲကြည့်ဆရာကံအကြောင်းတရားတွေကစိတ်အစဉ်ထဲမှာမကြာခဏဖြစ်တယ်ဖြစ်လာတဲ့အကြောင်းတရားတွေကဒါအင်နာဂျီစွမ်းအားတွေစွမ်းအင်တွေအနေနဲ့ဖြစ်လာတယ်အဲ့ဒီစွမ်းအင်တွေဟာတခြားအကြောင်းတရားတွေနဲ့ပေါင်းလိုက်တဲ့အခါစွမ်းအားအဖြစ်ရောက်သွားတယ်ဆိုတော့မျိုးစိလေးဟာသူ့ထဲမှာသစ်ပင်ပေါင်းနိုင်တဲ့စွမ်းအင်လေးရှိတယ်အဲ့ဒီစွမ်းအင်လေးကမြေနဲ့ရေနဲ့ပေါင်းစားလိုက်တဲ့အခါသစ်ပင်ဖြစ်ပေါ်လာမှုဆိုစွမ်းအားတစ်ခုရအဲ့ဒါလိုပဲသူ့ရဲ့စိတ်အစဉ်မှာလည်းပဲထို့တူပဲစွမ်းအင်လေးတွေကဆရာအကြောင်းကြောင့်စုမိသွားတဲ့စွမ်းအင်လေးတွေဟာအကြောင်းတရားတွေပေါင်းလိုက်တဲ့အခါကျတော့စွမ်းအားဖြစ်ရောက်လာတတ္တဝါလိုဘာလိုယောက်ျားလိုမိန်းမလိုလူလိုနတ်လိုဟောလိုပုံစံအမျိုးမျိုးတွေဖြစ်လာအဲ့တော့သဘောတရားကတော့သုဒ္ဓဓမ္မဘဝတန်တိတကယ်ဓမ္မသက်သက်သဘာဝတရားသက်သက်ပဲရုပ်ဆိုတဲ့သဘာဝတရားသက်သက်နာမ်ဆိုတဲ့သဘာဝတရားသက်သက်တတ္တဝါလို့ခေါ်စရာအကြောင်းမရှိပဲနဲ့သူ့အကြောင်းနဲ့သူဖြစ်နေတာလို့မြတ်စွာဘုရားကဒီလိုမြင်ရမယ်လို့ခေါ်တာနော်ကမ္မတ္တကာရကောတ္တိဝိပါကတ္တသဝေရကောသုဒ္ဓဓမ္မာပဝတ္တန္တိဧဝေတံသမ္မတ္တနာကမ္မတကုသိုလ်ကံအကုသိုလ်ကံဆိုတာကိုကာရကောပြုလုပ်တဲ့တတ္တဝါဆိုတာလည်းမရှိဘူး။ဒါဖြစ်မရှိဘူး။ဝိပါကတ္တသဝေရကော
အကျိုးတရားကိုခံစားတဲ့ပုဂ္ဂိုလ်တ attva ဆိုတာလည်းနာရှိမရှိဘူးသုဒ္ဓဓမ္မဘောတန္တိအကြောင်းတရားအကျိုးတရားတဏ္ဍအကြောင်းတရားတွေပေါ်လာလိုက်အကျိုးတရားတွေဖြစ်လာလိုက်အကြောင်းတရားပေါ်လာလို့အကျိုးတရားတွေဖြစ်လိုက်သုဒ္ဓဓမ္မအကြောင်းတရားအကျိုးတရားဓမ္မတက်တက်တူတာနဲ့ပေါ်တန္တိဖြစ်လာတယ်ဧဝံတသမ္မဒတနာဒီလိုအမြင်ဟာမှန်ကန်တဲ့အမြင်လို့ပြောတယ်တဏှာဟုတ်ကလွတ်ဖို့ဆိုတာဒီအမြင်မျိုးမရှိရင်တဏှာဟုတ်ကမလွတ်နိုင်ဘူးဘာလို့တတ္တဝါလို့ယူဆထားလို့ရှိရင်တဏှာဟုတ်ကလွတ်ဖို့အကြောင်းမရှိတော့မှန်ကန်တဲ့အမြင်တစ်ခုမရနိုင်ဘူးအဲ့တော့အကြောင်းတရားတွေဟာတစ်ခုနဲ့တစ်ခုပေါင်းစပ်ပြီးတော့အကြောင်းကအကျိုးထုတ်ဆိုပါစို့တစ်ပင်ပေါက်လာဖို့အတွက်ဒီဘက်မှာအဲ့ဒီမှာအမိန်ပေးစိတ်ခိုင်းနေတဲ့အရာမရှိဘူးလေမျိုးစိတ်လေးထဲမှာသူကအပင်ပေါက်နိုင်တဲ့စွမ်းအားလေးတွေရှိတယ်စွမ်းအင်လေးတွေရှိတယ်ဒီတွေးလေးတွေရှိတယ်အဲ့ဒါလေးကမြေနဲ့ရေနဲ့တွေ့လိုက်တဲ့အခါကျတော့အပင်ပေါက်လာတယ်အကယ်၍မြေနဲ့ရေနဲ့မတွေ့ဘူးဆိုသူအပင်မပေါက်နိုင်အဲ့တော့ကြည့်လိုက်တော့မျိုးစိတ်လေးထဲမှာရှိတဲ့စွမ်းအင်ရဲ့ရေတွေရဲ့စွမ်းအင်ရဲ့အဲ့ဒီအကြောင်းတရားတွေပေါင်းစားလိုက်တဲ့အခါသစ်ပင်ဆိုတာကြီးဖြစ်လာတာပဲအဲ့ဒီမှာဖြစ်လာတဲ့သစ်ပင်ထဲမှာခိုင်မြဲတာရှိရလားလို့မရှိဘူးသူကအားလုံးအကြောင်းပေါ်မှာမိတည်ပြီးတော့နေတာသူ့ရေကအများအားထောက်ပံ့နေရမယ်လေတို့နေတော့လည်းအများအားထောက်ပံ့နေရမယ်ခုခေတ်ပြောအောက်ဆီဂျင်တို့ဘာလို့ပေါ့နော်မှန်ပါဗျာအကယ်၍အဲ့ဒါတွေပြတ်သွားပြီဆိုရင်ဒီသစ်ပင်ရှင်းတန်နိုင်ပါ့မလားရှင်းတန်နိုင်ပါဗျာရှိတယ်6သွားမှာပဲဟုတ်ကဲ့မှန်ပါဗျာနေအောင်မရှိလည်းပဲရှင်းတန်နိုင်မှာမဟုတ်ဘူးဆိုင်ရာအကြောင်းတွေကထောက်ပံ့ထားတဲ့ဆိုတာအလုံးရှင်းစားဒါကြောင့်မလို့သစ်ပင်ဆိုပြီးတော့မိဂမှာဒီလိုဖြစ်တယ်လို့ပဲလူရဲ့ခန္ဓာကိုယ်ကြီးကလည်းဒီတိုင်းပဲရုပ်နဲ့နာနဲ့ပေါင်းစပ်ပြီးတော့အကြောင်းအဖြစ်ဖန်တီးလိုက်တယ်ထိုအကြောင်းတွေပေါင်းစုပြီးသွားတဲ့အခါအကျိုးတွေပေါ်နေတယ်အကြောင်းအကျိုးမရက်တတ်နေတဲ့မြတ်အကြောင်းအကျိုးဆက်ပြီးတော့ဖြစ်နေဦးမှာပဲလို့ဒီလိုဆိုတာနော်အဲ့တော့တန်ရာထဲမှာဘယ်သူကလေလို့ဘယ်သူကခန္ဓာဘယ်သူကနေပြီးတော့ခံစားဆန်းစားတာလို့ဆိုဘယ်သူမှမရှိဘူးတစ်ပင်ကြီးထဲမှာလည်းဘယ်သူကပွင့်တာတော့ဘယ်သူကသီးတာတော့လို့မေးလို့ရှိရင်ဘယ်သူမှမရှိဘူးသူကဟုတ်တယ်မဟုတ်တစ်ပင်ကြီးကဘယ်သူကပွင့်တာတော့လို့ပြောလို့လည်းမရဘူးဘယ်သူကသီးတာလို့လည်းပြောလို့မရဘူးအကြောင်းအကျိုးတွေပေါင်းစပ်သွားတဲ့အခါဖြစ်လာတဲ့သဘောမျှတာရှိတယ်ထို့တူပဲလူဘဝမှာလည်းဘယ်သူကခံစားပြီးဘယ်သူကလှုပ်လို့ဘယ်သူကခံစားရတယ်ဆိုတာမျိုးမရှိဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့လူစိတ်ပဲကြည့်လေဒီဖြစ်အကြောင်းအနေနဲ့ဖြစ်ပေါ်လာတဲ့စိတ်ကလေးရဲ့အချိန်ကတစ်ခုအကျိုးအနေနဲ့ခံစားရတဲ့အပိုင်းကတစ်ခုဆိုတော့တခြားနေဖြစ်အစဉ်ဆက်နေတဲ့တာရှိနေတာ process လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ကဒီမှာသက်ဆိုင်တယ်လို့ပြောနေကြတာနော်လူတွေမှာသက်ဆိုင်မှုကဘာလို့ဆိုရင်တရံဆိုတာလေးရှိတယ်ပေါ့ process ဆိုတာရှိတယ်ကိုယ့်ရဲ့တရံဆိုတာလေးရှိ line လေးတော့ရှိတာပေါ့ line ရှိတယ်ဆိုတာခုနကဒီဘဝမှာလူတရားမှာကုသိုလ်လုပ်တယ်အကုသိုလ်လုပ်တယ်ဒါသူ့ရဲ့ဒီ area လေးတစ်ခုပေါ့အဲ့ဒီ area လေးတစ်ခုဟာဒီပုဂ္ဂိုလ်တရားရဲ့ဘဝတစ်ခုလို့ဒီလိုသတ်မှတ်ပြီးတော့ပြောကြတာဒီလူတရားနဲ့သက်ဆိုင်တဲ့ယုံ nant တရားတွေဒီအစင်ထာဝရတန်တရားထဲမှာဒီလူတရားနဲ့သက်ဆိုင်တဲ့တန်တရားလည်မှုနောက်ဘဝဖြစ်မှုဒါမျိုးတွေပဲဖြစ်လာသူများနဲ့မဆိုင်ဘူးသူ area လည်လေးထဲမှာဖြစ်နေတာသူ area လည်ထဲမှာသွားတယ်ဆိုတော့ဒီတစ်ပင်တစ်ပင်မှာဒီတစ်ပင်လေးတစ်ပင်ပေါက်လာရင်ဒီတစ်ပင်ရဲ့ထဲမှာဖြစ်လာတဲ့အတီးတွေအကွက်တွေအခွန်တွေအခောက်တွေအရက်တွေဟုတ်လားအမြင့်အသားတွေအကုန်ဒီတစ်ပင်နဲ့ပဲဆိုင်ဒီတစ်ပင်ကတီးတယ်ဒီတစ်ပင်ကတီးလို့တခါအဲ့ဒီအတီးကလည်းမြေနဲ့ရေနဲ့တွေ့ရတာထပ်ပေါက်ပြန်တယ်အဲ့ဒီလိုတစ်ပင်တစ်ပင်ဟာဆင်းရဲမပြတ်ကြောင်းကျိုးဖြစ်နေတယ်လို့ပဲလူရဲ့ခန္ဓာကိုယ်ဟာလည်းပဲနန္တရားဆိုင်ရာအကြောင်းတရားတွေအကျိုးတရားတွေမှာဆင်းရဲမပြတ်ဖြစ်နေတာအ
ကြောင်းတရားတွေရှိနေတယ်များအကျိုးတရားတွေဆက်ပေါ်နေဥမှာပဲလို့ဒီလိုယူဆတာဟာဘုရားဘာသာရဲ့အယူဆလို့အကြောင်းတရားလိုပဲလက်ခံတယ်အကျိုးတရားလိုပဲလက်ခံတယ်ဒီအကြောင်းတရားကိုပုဂ္ဂိုလ်တ attva လို့လည်းမသတ်မှတ်ဘူးအကျိုးတရားကိုလည်းပုဂ္ဂိုလ်တ attva လို့မသတ်မှတ်ဘူးဘာဖြစ်လို့မသတ်မှတ်တာလဲဆိုသတ်မှတ်လို့မရလို့မသတ်မှတ်တာတကယ်တဘာဝကဖြစ်ပြီးတော့ပြတ်သွားတဲ့တဘာဝများတာရှိတာနော်ဒါကြောင့်မလို့မြတ်စွာဘုရားတရားတော်အရအကြောင်းပေါ်တာကိုပဲကောင်းမှုမကောင်းမှုလုပ်တယ်လို့ပြောတယ်အကျိုးပေါ်တာကိုပဲခံစားရတယ်ဆံစားရတယ်လို့ပြောတယ်တကယ်ကတော့ဟုတ်လားခံစားလုပ်တဲ့လူဆိုတာလည်းမရှိဘူးခံစားတဲ့လူဆိုတာလည်းမရှိဘူးသို့တော့စိတ်ယုတ်ကြီးကိုကြည့်ပြီးတော့ထိုစိတ်ယုတ်ကြီးဟာလှုပ်ရှားသွားလာမှုတွေကိုကြည့်ပြီးတော့ပုဂ္ဂိုလ်တ attva တူအနေနဲ့ထင်ပြီးတော့လူတွေကအထင်မှားအမြင်မှားဖြစ်နေတာများတာဖြစ်တယ်နာမည်လေးတွေပေးထားတဲ့အခါထိုနာမည်အသီးသီးလေးနဲ့အစွဲလန်းလေးတွေဝင်လာကြတယ်ဒါကိုဆိုလို့လေနော်ဒါကြောင့်ဘုရားဘာသာတရားတော်အရဆိုလို့ရှိရင်တန်တရားလဲတယ်ဆိုတာအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာကိုသာပြောတာပါတဲ့ဒီဘဝအကြောင်းတရားတွေပြုလုပ်လို့ထိုအကြောင်းတရားတွေမကုန်သေးသမျှအကျိုးတရားတွေကဆက်ပေါ်နေဥမှာပဲအဲ့တော့တန်တရားပြတ်ချင်လို့ရှိရင်အကြောင်းတရားတွေကိုရအောင်လုပ်ရအကြောင်းတရားတွေကိုရအောင်လုပ်ရှင်းရှင်းသားနဲ့တန်တရားပြတ်တယ်ဒါဖြင့်မြတ်စွာဘုရားကသစ္စာလေးပါးမှာဒါကြောင့်မို့ခေါ်ထားတယ်တန်တရားထဲမှာရရှိနေတဲ့ဟာဘာရတာလို့ဆိုဒုက္ခအဲ့ဒီဒုက္ခကဘယ်လိုကြောင့်ရနေတာလို့ဆိုဒုက္ခသမုဒယတဏှာကိုဟောတယ်တဏှာလို့ဆိုတဲ့လူချင်းတတ်မဲ့မှုဆန္ဒဥဆောင်တဲ့ဒီစွမ်းအားတွေကြောင့်မို့လို့ဒုက္ခဆိုတဲ့ဘဝတစ်ခုကိုရအဲ့တော့တဏှာရှိနေသေးတဲ့များကလည်းဘာလို့ဒုက္ခလို့ဆိုတဲ့ဘဝတန်ရာမှာလဲနေကြအောင်မှာဒုက္ခဆိုတာကိုရနေကြအောင်မှာပဲအဲ့ဒီဒုက္ခတွေလုံးဝချုပ်ငြိမ်းသွားတဲ့နေရာရှိတာဆိုရှိတယ်အဲ့ဒါဒုက္ခនិရောဓအဲ့ဒီဒုက္ခនិရောဓဟာဘာနဲ့မှတွေ့နိုင်တယ်လဲလို့ဆိုရင်ဘဂ္ဂင်7ပါးအရှင်တရားကိုသိတဲ့ကျုပ်ကိုအထောက်ဘဂ္ဂင်7ပါးဆိုတာနံပါတ်1အမှန်မြင်ဖို့လိုတယ်မှန်မြင်ရမယ်မှန်မြင်ဆိုတာအကြောင်းနဲ့အကျိုးကောင်းတဲ့အဆိုးကိုမြင်တာခုနပြောတဲ့ယုခန္ဓာကောင်မှာအကြောင်းတရားနဲ့အကျိုးတရားပဲရှိတယ်လို့ဒီလိုမြင်လာတာကြောင့်ဘဂ္ဂင်တဲ့ကတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ကိုပြောတယ်နော်အဲဒီမှန်ကန်တဲ့အမြင်ရဖို့ရဘာလို့လဲဆိုမှန်ကန်တဲ့အတွေးတွေလို့မှန်ကန်ကန်တွေးတော်ရဖို့လို့အဲမှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အတွေးရဖို့အတွက်ဘာခြေခံရတော့လို့ဆိုတော့ကိုယ်ချင်းတရားပေါ်မှာခြေခံရတယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဘာဖြစ်လို့ကိုယ်ချင်းတရားကိုခြေခံရတယ်လဲဆိုကိုယ်ချင်းတရားကိုခြေမခံလို့ရှိရင်လူစိတ်ကမငြိမ်ဘူးမငြိမ်လို့ရှိရင်မှန်ကန်စွာတွေးတောတာလည်းမဖြစ်နိုင်ဘူးမှန်ကန်စွာမြင်တာလည်းမဖြစ်နိုင်ဘူးလူရဲ့စိတ်တွေဟာအေးချမ်းငြိမ်သက်ဖို့ရအတွက်အခြေခံကိုချင်းတရားရှိရမယ်ကိုချင်းတရားကောင်းလာရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းတရားကောင်းလာတဲ့အခါကျတော့သမ္မာဝါယာမသမ္မာကံကြိုးစားတယ်ဆိုတာခုနကအကြောင်းတရားဆိုတဲ့အချိန်မှာမကောင်းတဲ့အကြောင်းတရားတွေရှိတယ်ကောင်းတဲ့အကြောင်းတရားတွေရှိတယ်မကောင်းတဲ့အကြောင်းတရားတွေကိုကောင်းတဲ့အကြောင်းတရားတွေနဲ့လဲလှယ်ပြီးတော့ဖယ်ရှင်းပြတာမကောင်းတဲ့အကြောင်းတရားတွေကိုကောင်းတဲ့အကြောင်းနဲ့အစားထိုးလိုက်အဲ့ဒီလိုအစားထိုးဖို့ကြိုးစားတာကိုပဲသမ္မာဝါယာမလို့ခေါ်တယ်အစားထိုးနိုင်ပြီးအစားထိုးတဲ့အခါမှာဘာတွေလိုအပ်လဲဆိုရင်သမ္မာတတိဆိုတဲ့စိတ်ဆိုင်ထားဖို့လိုအပ်တယ်သမ္မာသမာဓိဆိုတဲ့စိတ်တည်ငြိမ်မှုလိုအပ်တယ်အဲ့ဒီနှစ်ခုအဲ့ဒီသုံးခုဟန်ချက်ညီညီလုံးပြီဆိုလို့ရှိရင်သမ္မာဒိဋ္ဌိတို့သမ္မာသင်္ကပ္ပတို့အမှန်မြင်တာမျိုးအမှန်တွေးတာမျိုးတွေဖြစ်လာတယ်အားလုံးဒီ၅ခုဆုံပြီးသွားပြီသူကိစ္စသူဆောင်ရွက်ပြီးတည်ကြည်တဲ့ဆောင်ရွက်ပြီးဆိုလို့ရှိရင်ခုနပြောတဲ့အကြောင်းတရားတွေကအားလုံးရဆိုင်ပြလို့ရတဲ့အနေအထားမျိုးရောက်သွားတယ်ဒါကိုပဲသမုဒိယကိုပယ်ချက်နိုင်တဲ့မဂ္ဂသစ္စာလို့ဆိုတဲ့လမ်းကြောင်းပေါ်ကိုရောက်သွားတာအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားတာနဲ့ဒီကြိုင်နဲ့ဒုက္ခនិရောဓလို့ဆိုတဲ့သံဃာဒုက္ခကြီးရဲ့ဆုံးတဲ့နေရာကိုရောက်သွားနိုင်တယ်လို့မြတ်စွာဘုရားသစ္စာလေးပါးမှာဒီလိုဟောတာဖြစ်တယ်နော်ဒါကြောင့်မလို့အခုဆိုပါလို့
ဥတည်မြင့်6နှစ်ရှိသွားပြီလို့ပြော6နှစ်ရှိသွားပြီဒီဘဝတစ်ခုကနေကုန်လွန်သွားတဲ့နောက်ဘဝတစ်ခုပြောင်းသွားတယ်သူတဏ္ဍာမှာရှိတဲ့အကြောင်းတရားနဲ့အကျိုးတရားမရသေးတဲ့ညအခုလိုပြောင်းလဲနေကြမှာပဲဒီပဲဖြစ်ဖြစ်နော်သူကဘယ်သူကဥဆောင်ခေါ်သွားတော့လို့ဆိုလို့ရှိရင်တဏှာကနေဥဆောင်ခေါ်သွားဘဝပေါ်မှာတွေ့တာနေတဲ့တဏှာရှိနေသေးတဲ့ညနောက်ဘဝတစ်ခုရနေတယ်မှာအဲဒီလိုဘဝတစ်ခုရနေတဲ့အချိန်မှာဒီမှာကြာရတဲ့မိသားစုကကုသိုလ်ကောင်းမှုပြုတယ်ဆိုတာသူ့အတွက်အကျိုးရှိသလားဆိုတော့သူ့အတွက်အကျိုးရှိတာမရှိတာလေကုသိုလ်ကောင်းမှုပြုလုပ်တာဘာတော့လို့ဆိုလို့ရှိရင်တွေ့ရင်ခုနကမကောင်းတဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးကောင်းတဲ့အကြောင်းတရားတွေအစားထိုးနေတာလို့ဒီလိုပြောတာနော်မှန်ပါဗျာမကောင်းတဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးကောင်းတဲ့အကြောင်းတရားတွေကိုအစားထိုးခြင်းဖြင့်အမှန်မြင်ဖို့အတွက်လမ်းခင်းပေးနေတာပေါ့မှန်ပါဗျာလမ်းခင်းပေးနေတာဆိုလိုတာကဒီဒုက္ခကိုအမှန်မြင်ဖို့ဒုက္ခသမုဒယကိုဖယ်ရှားနိုင်ဖို့မဂ္ဂသစ္စာအကျင့်တရားကိုကျင့်ပြီးနောက်ဆုံးမှာဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုမြင်လာနိုင်တယ်ပေါ့အဲ့ဒါကြီးမြင်လာဖို့အတွက်ကောင်းတဲ့အကြောင်းနဲ့မကောင်းတဲ့အကြောင်းကိုအစားထိုးဖယ်ရှားပစ်ခြင်းပဲဖြစ်တယ်ဘုရားမြတ်စွာဟောကြားတဲ့တရားတော်အရာလူဆိုတာမရှိဘူးမရှိပဲအကြောင်းတရားကိုပြင်ပေးလို့ရတယ်တဲ့အကြောင်းတရားကိုပြင်ပေးရတယ်ခုဆိုပါစို့ဘုန်းကြီးတို့တွေရဲ့စိတ်တွေမှာစိတ်ဆိုတာအလွန်ဉာဏ်နဲ့နှောင်းထားတဲ့ဖြစ်ပြီးတော့ပြက်နေတာစိတ်ကိုဖြူစင်အောင်ထားဆိုဘယ်လိုဖြူစင်အောင်ထားရမလဲဘုန်းကြီးတို့နေကလာတော်ကအမေကြီးပြပါမေးပြီးတယ်ဘုရားဘာသာဖြစ်စားတယ်သူတို့ကစဉ်းစားတယ်ဘယ်လိုမေးလို့ဆိုသက်တော်ပြန်ဟောတဲ့တရားတွေမှာတဲ့စိတ်ဆိုတာအလွန်ဉာဏ်နဲ့လို့လည်းဟောတယ်တဲ့ဖြစ်ပြီးချက်ချင်းပြက်သွားတယ်လို့ဟောတယ်တဲ့ဒီဘက်ကလည်းပဲစိတ်ကိုဖြူစင်အောင်လုပ်ရမယ်လို့ဟောတယ်ဒါတော့ဖြစ်ပြီးအမြန်နီးနဲ့ပြက်သွားတဲ့စိတ်ကိုဘယ်လိုဖြူစင်အောင်လုပ်မလဲမေးတာဟုတ်ကဲ့လားပြက်သွားတဲ့ကြီးကိုဘယ်လိုလုပ်ဖြူအောင်လုပ်မလဲဖြူအောင်လုပ်မလို့ကြိုးစားတော့မှပြက်သွားပြီလေမရှိတော့ဘယ်လိုလုပ်ဖြူအောင်လုပ်ရမလို့ဆိုအေးမှန်တယ်ဖြူအောင်လုပ်ဆိုလည်းအဲ့ဒါကိုပြောတာမဟုတ်ဘူးပြက်သွားတဲ့စိတ်ကိုဖြူအောင်လုပ်ခိုင်းတာမဟုတ်ဘူးစိတ်ဆိုတာဆိုင်ရာအကြောင်းကြောင့်ဖြစ်နေတာအဲဆိုင်ရာအကြောင်းကြောင့်ဖြစ်နေတဲ့အကြောင်းတရားတွေမှာအတွေးမှားနေတဲ့အာယောနိသောမနတိကာရရှိရင်စိတ်ဟာညစ်သေးတယ်အတွေးမှန်တဲ့ယောနိသောမနတိကာရပြောင်းပေးလိုက်လို့ရှိရင်စိတ်ဟာဖြူစင်တယ်ဥပမာပဲလူတယောက်ဒေါသဖြစ်နေဒေါသဖြစ်เสียအကြောင်းလေးကြီးတွေးလို့ရှိရင်ဒေါသဖြစ်နေမှာပဲအဲ့ဒီဒေါသဖြစ်เสียအကြောင်းတရားကိုမေ့ပြလိုက်ပြီးတော့ရှင်းတဲ့เสียအကြောင်းနဲ့အစားထိုးလိုက်တယ်ဆိုလို့ရှိရင်ဒေါသဖြစ်သေးလားမဖြစ်တော့ဘူးအဲ့ဒေါသမဖြစ်တော့ဘဲနဲ့စိတ်ကျဉ်းနှံ့မှုရသွားတာဒီပြင်စိတ်ဖြူစင်သွားတာလို့ပြောတာနော်အဲ့တော့အကြောင်းတရားကိုအစားထိုးလဲပေးခြင်းဒီစိတ်ကိုဖြူစင်အောင်လုပ်တယ်လို့ပြောတာနောက်ဖြစ်ပေါ်လာတဲ့စိတ်တွေကဒေါသနဲ့မတွဲတော့ဘူးဖြူစင်တဲ့စိတ်ကလေးကိုဖြစ်လာတယ်လောဘနဲ့တွဲနေတဲ့စိတ်ကလေးကိုဖြူစင်အောင်လုပ်ခြင်းထိုလောဘရဲ့အာယုံကိုဖယ်ရှားပြီးတော့သဘာဝတရားကိုဆင်ခြင်စဉ်းစားလိုက်လို့ရှိရင်ထိုလောဘဆက်မဖြစ်နိုင်တော့ဘူးရပ်ဆိုင်သွားတယ်အငြိအကျေးတွေရပ်ဆိုင်သွားတာနဲ့ကောင်းတဲ့ဖြူစင်တဲ့သဘောတရားလေးတွေဝင်လာတာကိုပဲစိတ်ကိုဖြူစင်အောင်ထားတယ်လို့ပြောတာအဲ့ဒီလိုနည်းနဲ့ဖြူစင်အောင်လုပ်ရတယ်စိတ်အစဉ်ဟာထာဝရဖြူစင်နေအောင်ကောင်းတဲ့အကြောင်းတရားနဲ့မကောင်းတဲ့အကြောင်းတရားတွေကိုအစားထိုးလဲခြင်းလို့ဒီလိုမှတ်ရမှာပေါ့နော်မှန်ပါဗျာအဲ့ဒီလိုအစားထိုးလဲလို့ရှိရင်မကောင်းတဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးကောင်းတဲ့အကြောင်းတရားတွေကမိမိတဏ္ဍာမှာဖြစ်လာလို့ရှိရင်ကောင်းတဲ့အကျိုးတရားတွေနဲ့နောက်ဆုံးဟာဒုက္ခကိုဖြစ်ပေါ်စေတဲ့အကြောင်းမကောင်းတဲ့အကြောင်းတရားတွေအလုံးလုံးဝရဆိုင်သွားပြီးတော့ကောင်းတဲ့အကြောင်းတရားတွေကဖြစ်ပေါ်ပြီးသန္တာဒုက္ခခံစားနိုင်တယ်အဲ့တော့ဘဝတန်တရားမှာတန်တရားထဲမှာဝင်သွားတဲ့အခုဒီတန်တရားတယ်လို့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်ဘဝထဲမှာတန်တရားထဲမှာရောက်သွားဒီဘဝကနေတေလွန်လို့တောင်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တရားကိုဒီဘဝကကုသိုလ်လုပ်တာကိုကြီးပေးလို့ရသလားလို့ဆိုတော့တေချာတာတော့မဟုတ်ဘူးလေနော်မှန်ပါဗျာဘာဖြစ်လို့လဲဆိုလို့ရှိရင်တေချာတဲ့ဤစနစ်ကတော့မရှိဘူးဘာဖြစ်လို့ဤစနစ်မရှိသလဲဆိုရင်တေသွားတဲ့ပုဂ္ဂိုလ်ဟာသူကုသိုလ်ကောင်းမှုအရာနတ်ဖြစ်နေတာလည်းဖြစ်နိုင်တယ်နတ်ဖြစ်နေလို့ရှိရင်လည်းမလိုအပ်တော့ဘူးလူဖြစ်နေလို့ရှိရင်လည်းဒီကအကူကြီးပေးဖို့မလိုအပ်တော့ဘူးငရဲကြနေလို့ရှိရင်လည်းပဲလက်လန်းမမိတော့ဘူးသူ့အနေနဲ့ဒီကကိုယ့်ရဲ့ကုသိုလ်မရနိုင်ဘူးနော်
နောက်တရိစ္ဆာန်ဖြစ်နေလို့ရှင်လေသူသိနိုင်စွာမရှိသည့်အတွက်ကြောင့်ဒီကကုသိုလ်ကောင်းမှုအကျိုးသူခံစားရမှာမဟုတ်ဘူးလေပြိတ္တာဘဝရောက်နေလို့ဒီကကုသိုလ်ကောင်းမှုပြုတာတွေကိုသူကရှင်းတတ်ပြီးတော့ဝန္တာပီတိဖြစ်လို့ရှင်ကတော့အဲ့ဒီဝန္တာပီတိဆိုတဲ့သူ့ရဲ့တဏ္ဍာမှာဖြစ်တဲ့ကုသိုလ်စွမ်းအားတွေကသူ့ဘဝကြီးတစ်ခုလုံးကိုကောင်းတဲ့အကြောင်းတွေအစားထိုးပေးနိုင်တယ်အဲ့ဒါကြလို့ရှင်တော့ကောင်းကျိုးချမ်းသာတွေရမှာတယ်လို့ပြောနော်အဲ့တော့ပိဋကဘုံရောက်တယ်ရောက်ကြသူတွေကမသိကြတော့ဒီလိုပဲလုပ်ရတယ်ဒါဒီလိုလုပ်တာဟာဒီကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတဲ့အကြောင်းတွေအစားထိုးနေတာပဲကိုယ့်အတွက်လည်းကောင်းတဲ့အကြောင်းအစားထိုးတယ်ဟောကိုယ့်ရဲ့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းကျေးဇူးတုံးဆိုင်ရရောက်တယ်ပေါ့နော်အမတန်မှကောင်းတဲ့အလုပ်လို့ပြောရမယ်အကျိုးမဲ့တဲ့အလုပ်မဟုတ်ဘူးအကျိုးရှိတဲ့အလုပ်ဘာဖြစ်လို့လဲဆိုရင်လုပ်သူကိုယ်တိုင်ကကောင်းတဲ့အကြောင်းတရားကိုရရှိလိုက်တယ်ကိုယ်ကြည်စုတဲ့ပုဂ္ဂိုလ်ဒီတိတ်တာဘဝမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတိတ်တာဘဝမှာရှိနေတဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဆွေဟောင်းမျိုးဟောင်းဘဝပေါင်းတွေဆိုတာရှိနေတတ်တယ်ရှိနေတဲ့အတွက်ကြောင့်ကိုယ့်ကုသိုလ်ကိုသူတို့ဝမ်းသာလို့ရှိရင်သူတို့ရဲ့စိတ်ထဲနှလုံးထဲမှာကောင်းတဲ့အကြောင်းတရားတွေရသွားနိုင်တယ်ပေါ့နော်အဲ့လိုရသွားရင်သူတို့မှာအစားထိုးပြီးသားဖြစ်သွားတယ်ပေါ့မကောင်းတဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးကောင်းတဲ့အကြောင်းတရားတွေနဲ့အစားထိုးပြီးသားဖြစ်သွားတော့သူတို့မှာဘဝရဲ့ဒုက္ခတက်တာသွားနိုင်တယ်လို့ဒီလိုဆိုလိုတာနော်မှန်ပါဗျာဒါကြောင့်မို့လို့ဘုရားမြတ်စွာရဲ့တရားတော်အရာဘဝတန်တရားလဲတယ်ဆိုတာရုပ်တရားနံတရားတွေဟာဆိုင်ရာဆိုင်ရာအကြောင်းတရားတွေကြောင့်ဒီဘဝမှာဖြစ်ပြီးပြတ်သွားပြီးနောက်ဆိုင်ရာအကြောင်းတရားကြောင့်ပဲနောက်ဘဝတစ်ခုမှာဖြစ်ကြရတယ်ဖြစ်ပြီးတော့ဆိုင်ရာဘဝအကြောင်းမကုန်သေးတဲ့ညအကျိုးတရားတွေဟာဆက်ဆက်ပြီးတော့ဖြစ်နေတာကိုပဲတန်တရားလဲတယ်လို့ပြောတာပါဒီအကြောင်းတရားအကျိုးတရားတွေထဲမှာသာဝရမြဲနေတယ်ဆိုတာလည်းတစ်ခုမှမရှိဘူးအတ္တလို့ငါလို့သတ်မှတ်เสียလည်းတစ်ခုမှမရှိဘူးငါပိုင်တာလို့သတ်မှတ်เสียလည်းတစ်ခုမှမရှိဘူးကြောင်းကျိုးဆင်ဆက်ပြီးတော့ဆင်ဆက်မပြတ်ဖြစ်နေတာနေတာဖြစ်တယ်အဲ့ဒီဆင်ဆက်မပြတ်ဖြစ်နေတဲ့အထက်ကခြေနဲ့เสียမကောင်းဖြစ်လိုက်နာလိုက်အိုလိုက်သိလိုက်ဆိုတော့ခြေနဲ့เสียမကောင်းတဲ့အကြောင်းတရားတွေဒီအကျိုးတရားတွေကိုမလိုချင်တော့ဘူးဆိုလို့ရှိရင်နောက်ဆုံးမှာဆိုင်ရာဆိုင်ရာအကြောင်းတရားတွေကိုပယ်ရှင်းခြင်းသာလည်းမှန်ကန်တဲ့နိလန်းဖြစ်တယ်အကြောင်းဖြတ်မှအကျိုးတွေရမှာဖြစ်တယ်ဒါကြောင့်မို့အကြောင်းတရားကိုပယ်တတ်ဖို့ရတယ်လက်ငယ်ရှင်ပါအကျင့်တရားကိုကျင့်ခြင်းဖြစ်တာလေကိုယ်တန်တရားလည်းချင်းအကြောင်းတရားတွေအကုန်ငြိမ်းပြီးတော့ဘုရားမြတ်စွာဟာသူ့တဏ္ဍာမှာဖြစ်တဲ့ယုဒ္ဓမနန္ဒမတွေရဲ့အကြောင်းတရားတွေကိုအားလုံးဖယ်ရှားပြစ်နိုင်တဲ့အတွက်ကြောင့်ဘုရားမြတ်စွာရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာဆိုတာမရှိတော့ဘူးနောက်ထပ်ဖြစ်เสียအကြောင်းမရှိတော့တဲ့အတွက်ကြောင့်ဘဝဇတ်တိချုပ်ငြိမ်းသွားတယ်ဉာဏ်ဓာတ်တွေလည်းပဲထို့တူချုပ်ငြိမ်းသွားတယ်အဲ့ဒီလိုငြိမ်းသွားမှသာလေတန်တရားကြီးကပြတ်မှာပဲလို့ကိုစီနှလုံးသွင်းဆင်ခြင်ပြီးတော့တန်ဝေကတရားဖြစ်ပွားကမိမှန်မှန်နဲ့ကြည်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေလို့